အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ထိုင်းရန်ဘူရှိုးရုံးမှာကြိုးဆိုပါတယ်နော်ဒီနေ့မင်းတို့ဇန်နဝါရီလ10ရက်နေ့မှာမင်းထိုင်းရန်ဘူအာနထက်လေးတွေလက်လီဝယ်မဲ့ customer လေးပေါ့နော်ပစ္စည်းလေးတွေမင်းအနှဲငယ်မင်းတို့တောင်ကြီးဆိုင်ကနေထပ်ပြီးတော့မှာထားပေးပါတယ်နော်ကဲလိုအပ်တဲ့ customer လေးတွေဝယ်ယူအားပေးနိုင်တဲ့ဆွဲကြောင်းကိုမင်းဒီနေ့ဗီဒီယိုလေးရိုက်ပြပေးတော့ဖြစ်ပါတယ်နော်ကဲမင်းတို့ထိုင်းရမိုအာနထဝေးလေးတွေကတော့အင်ဂျင်ပိုင်းစေးပိုင်းမီးကွက်ပိုင်းတနည်းအမခံချက်တွေပါတယ်ပေါ့နော်ပြီးတော့မင်းတို့ LED မီးလေးနဲ့မင်းတို့လောက်ထားပေးပါတယ်သူကတော့အင်ဂျင်ပါဝါ1တန်းလေးပဲဖြစ်ပါတယ်ပေါ့နော်စမုတ်ကွေလေးနဲ့ရှိမယ်နော်သူကတော့စမုတ်ကွေကတော့မင်းတို့လူကြိုက်များတယ်ပေါ့နော်စမုတ်ကွေလေးရှိမယ်မင်းတို့ဒလက်ထဲမှာဆိုရင်တော့မင်းတို့ကားမက်တစ်စိတ်လေးနဲ့ရှိပါမယ်နော်ကဲစမုတ်ကောဒလက်ကောရွေးချက်စရာများများနဲ့ကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့85စကိုင်းမန္တလေးလမ်းစန္ဒမူနီဖျားပေးမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်နော်ဈေးနှုန်းလေးလည်းမင်းတို့ချိုတာစွာနဲ့ရောင်းချပေးနေရပေါ့နော်ကားမက်လေးတွေဆိုရင်တော့မင်းတို့28သိန်းဝန်းကျင်နဲ့ရောင်းချပေးပြီးတော့ထိုင်းရံမိုဘိန်းလေးတွေကိုတော့မင်းတို့28ဝန်းကျင်လေးနဲ့မင်းတို့ရောင်းချပေးနေရဖြစ်တဲ့အတွက်လိုအပ်တဲ့ customer များလည်းအမြန်လေးလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်နော်မင်းတို့ဆိုင်ရတော့လက်လီလက်ကရောင်းချပေးနေတဲ့ထိုင်းရံမိုဆိုင်ခွဲပဲဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်